ဇလန်းစမှာတော့ Daredevil ဟာ Fisk ရဲ့ Freeport စီသွားနေတဲ့တင်ပေါ်ကြီးပေါ်ကိုလျှို့ဝှက်ဝင်ရောက်လာပါတယ်။အနက်ရောင်ဝစ်စုံအတင်နဲ့သူဟာဘသူမှမသိပဲလက်နက်တစ်တာအများကြီးကိုရှာတွေ့လိုက်ပါတယ်။အဲ့ဒီလက်နက်တွေကိုမျိုးထဲခိုးသွင်းနေတာပါ။ဒါပေမဲ့နောက်ဆုံးမှာအဆောင်တွေက Daredevil ရောက်နေပြီဆိုတာသိသွားပြီးတိုက်ခိုက်မှုကြီးဖြစ်လာပါတယ်။ဖမ်းမိတော့မယ့်အခြေအနေမှာတင်ပေါ်ကပတင်ကတင်ပေါ်ကိုကိုယ်တိုင်နစ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မတ်ကတော့ထွက်ပြေးခင်အဆောင်တယောက်ရဲ့နာရီကိုယူပြီးလက်နက်တစ်တာတွေပစ်ထည့်လိုက်ပါတယ်။နောက်မှာအဲ့ဒီတစ်တာကိုပြန်လိုက်ရှာနိုင်ဖို့ပါ။မတ်ကရေကန်းကိုပြန်ရောက်လာပြီး Fisk ကိုတီးတိုင်းဆက်မလုပ်နိုင်အောင်တားမယ်လို့ဆုံးဖြတ်ထားပါတယ်။ကျိုးစီပါမှာတော့ကာရင်ပေရှာ Fisk ကိုတိုက်ဖို့လေ့ကျင့်နေပါတယ်။မတ်နဲ့ကာရင်ပြန်တွေ့ပြီးနောက်ဆုံးမှာနှစ်ယောက်သားချစ်သူတွေဖြစ်သွားကြပါတယ်။တစ်ဖက်မှာ Fisk ကတင်ပေါ်ပြတ်သွားတာကိုကြည့်ပြီးအယမ်းဒေါသထွက်နေပါတယ်။သူကဒီကိစ္စကိုမျက်နှာဖုံးတက်ပြီးတရားမဝင်တိုက်ခိုက်နေတဲ့လူတွေကြောင့်ဖြစ်တဲ့အကြမ်းဖက်မှုလို့သတင်းထုတ်ခိုင်းလိုက်ပါတယ်။ Fisk ရဲ့ဥပဒေကြောင့်အဲ့ဒီလိုလူတွေလှုပ်ရှားတာတရားမဝင်ဖြစ်နေပြီးတော့ Fisk က Daredevil ကိုအမိဖမ်းချင်နေပါတယ်။ Washington DC မှာတော့ဖုန်းခေါ်ဆိုမှုတစ်ခုကြပြီးတော့လူတစ်ယောက် New York ကိုထွက်လာပါတယ်။သူက CIA agent ဖြစ်တဲ့ Mr. Charles ပါ။ဒါက Fisk ရဲ့လုပ်ငန်းကိုအစိုးရဘက်ကပါစိတ်ဝင်စားနေပြီဆိုတာပြသလိုက်တာပါ။ Heather Glenn ကတော့ Fisk အောင်မှာအလုပ်လုပ်နေပြီးမျက်နှာဖုံးတက်တိုက်ခိုက်သူတွေကိုစိတ်ပိုင်းဆိုင်ရာစစ်ဆေးပြီးနေပါတယ်။ဒါပေမဲ့ Muse ကိုပြစ်တက်ခဲ့တဲ့စိတ်တန်ရာကြောင့်ထင်ယောင်ထင်မှားတွေမြင်နေပါတယ်။အစိုးရရှိနေကအဲ့ဒီလူတွေကိုအန်ဒီရရှိတဲ့သူတွေဖြစ်အကိတ်ဖြတ်စာအတူရေးခိုင်းတဲ့အခါအစာပိုင်းမှာညှိမိမယ်နောက်ဆုံးသဘောတူလိုက်ပါတယ်။ Matt ကတော့ပုံးချောင်နေပြီး Fisk ကိုဆက်တိုက်ခိုက်နေပါတယ်။ Casting ကမတ်ပြောင်းနေတာကိုစိုးရိမ်ပြီး Cherry ကိုစုံစမ်းခိုင်းပေမဲ့ Cherry ကတက်ရိုက်မဖြစ်ပါဘူး။ Matt နဲ့ Cherry တွေ့တဲ့အခါ Cherry က Casting စီပြန်ဆက်သွယ်ဖို့ပြောပေမဲ့ Matt ကသူနဲ့နီးစပ်တဲ့သူတွေထိခိုက်မှာကြောက်လို့ညှင်းလိုက်ပါတယ်။ Foggy တီဆုံးခဲ့တာကိုသူမမေ့နိုင်သေးပါဘူး။ Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ကပျောက်နေတဲ့တင်မော့ပွဲသားတွေကိုလိုက်ရှာနေပါတယ်။သူတို့ဟာလမ်းပေါ်ကလူတွေကိုအနိုင်ကျင့်စစ်ဆေးပြီးနောက်ဆုံးမှာကပတင်ကိုစားတောက်ဆိုင်တစ်ခုထဲမှာရှာတွေ့လိုက်ပါတယ်။စားတောက်ဆိုင်ပိုင်ရှင်ကတားဆီးတဲ့အခါပါဝယ်ကသူ့မကိုရက်ရက်ဆက်ဆက်ရိုက်နှက်လိုက်ပါတယ်။ကပတင်ကထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ဆုံးဖမ်းမိသွားပါတယ်။စစ်မေးချိန်မှာကပတင်ကဘာမှမပြောဘဲတိတ်ဆိတ်နေပါတယ်။ဘက်ကပါဝယ်ရဲ့လုပ်ပုံကိုမကြိုက်ဘူးလို့ပြောပြီးနောက်ဆုံးမှာကပတင်ကိုကိုယ်တိုင်တက်ပစ်လိုက်ပါတယ်။နောက်ပိုင်းမတ်ဟာစားတောက်ဆိုင်ပိုင်ရှင်နဲ့တွေ့ပြီးတင်ပေါ်ကဒုတိယအရာရှိပြန်ပေါ်လာရင်သူ့ကိုဆက်သွယ်ဖို့ပြောထားပါတယ်။တစ်ချိန်တည်းမှာကာရန်ဟာမျက်နှာဖုံးတက်တိုက်ခိုက်သူတွေကိုကူညီပေးနေတဲ့အတွက်အလိုရှိနေသူဖြစ်လာပြီးနာမည်ဖြောက်ကလှုပ်ရှားနေပါတယ်။ကာရန်ဟာ BB Juric နဲ့တွေ့ဆုံပြီး Fisk ကိုထောက်ခံတဲ့သတင်းတွေထုတ်နေတဲ့သူမကတကယ်တော့ Fisk ကိုစန့်ကျင်နေကြောင်းသိလာရပါတယ်။ကာရန်က Fisk ကြောင့်သူမဦးလေးတိတ်ဆုံးခဲ့တာကိုပြောပြလိုက်ပါတယ်။ Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့က Cherry ကိုပါပြစ်မှတ်ထားလာပါတယ်။သူတို့ဟာ Cherry အိမ်ထဲဝင်စီးပြီးအချက်လက်တောင်းကရိုက်နှက်ကြပါတယ်။အဲ့ဒီချိန် Daredevil ရောက်လာပြီးတိုက်ခိုက်ခဲ့တယ်ပေမဲ့ Cherry ကနှလုံးရောဂါဖြစ်သွားပါတယ်။ Matt က panic ဖြစ်သွားပြီးနောက်ဆုံးမှာအဖွဲသားတွေဖမ်းမိလို့နေပါဖြစ်သွားပါတယ်။သူ့မျက်နှာဖုံးမှာဖြုတ်ခံလိုက်ရပြီး identity ပုံမလို့ဖြစ်သွားပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲရှုပ်ဝတ်တနက်သမားတယောက်ကအဖွဲသားတွေကိုပြစ်သွားလိုက်ပါတယ်။ Matt အနောက်ကိုထားတစ်ချောင်းပြစ်ကြလာပြီးအဲ့ဒီလူက Bullseye ဆိုတာသိလိုက်ရပါတယ်။ Bullseye ရဲ့ရုတ်တရက်ကယ်တင်မှုကြောင့် Daredevil အသက်ရှင်သွားပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာတော့မသိရသေးပါဘူး။ Bullseye က Daredevil ကိုကယ်တင်ပြီးနောက် Cherry ကိုဆေးရုံပို့လိုက်နိုင်ပါတယ်။ Matt ကတော့အပြင်ကနေ Cherry ကိုခေါ်သွားတာကိုကြည့်နေပြီး Bullseye ခြံထားခဲ့တဲ့ဓာတ်ပေါ်မှာကြီးစုတင်စရာမလိုဘူးဆိုတဲ့စာကိုတွေ့လိုက်ပါတယ်။တစ်ဖက်မှာ Bullseye ဟာဖျားเจ้าတစ်ခုတည်းဝင်လာပြီး Sister Maggie ဒါမှမဟုတ်ဖုန်းတော်ကြီးတယောက်နဲ့စကားပြောချင်တယ်လို့ပြောပါတယ်။သူကသူ့အဖြစ်တွေအတွက်နောင်တယူချင်နေတယ်လို့ပြောလာတာပါ။ဆေးရုံမှာတော့ Fisk ရဲ့အဖွဲ့သားနှစ်ယောက် Cherry ကိုစောင့်နေတဲ့ဟန်နဲ့ရောက်လာပေမဲ့ Detective Angie Kim နဲ့ Cherry ရဲ့မိတ်ဆွေဟောင်းတွေကသူတို့ကိုတားဆီးလိုက်ပါတယ်။အဲ့ဒီနှစ်ယောက်ထွက်သွားတဲ့အချိန်ဓာတ်လီကားထဲမှာ Bullseye ကသူတို့ကိုတတ်ပစ်လိုက်ပါတယ်။ Fisk ကတော့ Cherry နဲ့ Daredevil လွတ်သွားပြီး Bullseye ကသူ့လူတွေကိုတတ်လိုက်တာကိုသိလိုက်ရတဲ့အချိန်အရန်တိုးသားထွက်သွားပါတယ်။ Buck က Matt Murdock က Daredevil ဆိုတာထုတ်ဖော်ဖို့အကြံပေးပေမဲ့ Fisk ကညှင်းလိုက်ပါတယ်။အစား Matt ကိုပျောက်ဆုံးနေတဲ့မြို့ရဲ့သူရဲကောင်းဖြစ်သတင်းထုတ်လိုက်ပြီးပြည်သူတွေကိုသူ့ကိုလိုက်ရှာခိုင်းလိုက်ပါတယ်။ Matt နဲ့ Karen ကတော့ Juicy's Bar ထဲမှာပုံနေပြီးစိတ်ကန်းကိုစောင့်ကြည့်နေကြပါတယ်။နေ့ခင်းမှာပုံမှန်ပစ္စည်းတွေတည်နေပြီးညဘက်မှာလက်နက်တွေတည်နေတာကိုသိလာရပါတယ်။ Matt ကချက်ချင်းစုံစမ်းကြည့်ပေမဲ့ Karen ကအန်ရီများလုံးလို့စောင့်ဖို့ပြောလိုက်တာလေ။တစ်ဖက်မှာ Angela ဟာသူ့ဦးလေး Hector ရဲ့ဘဝကိုပြန်စဉ်းစားနေပါတယ်။ စတိုးဆိုင်တစ်ခုမှာလူငယ်တချို့ခိုးယူဖို့ကြိုးစားတဲ့အချိန် Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ဝင်တယောက်ရောက်လာပြီးပြဿနာကိုပိုဆိုးသွားစေပါတယ်။နောက်ဆုံးမှာ Angela ရဲ့အထောက်ကိုအကြောင်းမရှိပဲဖမ်းသွားကြပါတယ်။ Angela က Kirsten စီတွားပြောတဲ့အချိန် Hector ရဲ့ပစ္စည်းတွေကအဖြူရောင်ကြားဆွဲကြောင်းကိုတွေ့လိုက်ပါတယ်။တစ်ချိန်တည်းမှာ BB Juric က Fisk ကိုထောက်ခံတဲ့သတင်းတွေစထုတ်နေပေမဲ့တကယ်တော့မြို့ရဲ့အမှန်တရားတွေကိုလျှို့ဝှက်ဖော်ထုတ်နေသူဟာသူမကိုယ်တိုင်ဖြစ်နေပါတယ်။ညစာဆောင်ပွဲတစ်ခုမှာ Vanessa ဟာ Heather Glenn နဲ့တီးတန့်စကားပြောပြီး Matt ဟာအခုထိ Daredevil အဖြစ်လှုပ်ရှားနေတုန်းပဲလို့တွယ်ဝိုက်ပြောလိုက်ပါတယ်။အပြင်ဘက်မှာတော့ Bullseye က Vanessa ကိုအဝေးကနေစောင့်ကြည့်နေပါတယ်။အဲ့ဒီညမှာ Vanessa ဟာ Bullseye ပါတဲ့အိမ်မက်ဆိုးတစ်ခုမှတ်ပြီးလက်နိုးလာပါတယ်။တစ်ဖက်မှာ Matt နဲ့ Karen ဟာပုံနေတဲ့နေရာမှာအေးဆေးဆေးအချိန်ဖြုံးနေချိန် Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ကသူတို့နေရာကိုဝိုင်းထားကြောင်းကြေညာလိုက်ပါတယ်။ Matt နဲ့ Karen ထွက်ပြေးဖို့ကြိုးစားနေချိန် Juicy ကိုဖမ်းသွားကြပါတယ်။ Daredevil ကအဖွဲ့သားတွေကိုတိုက်ခိုက်ပြီး Karen ကအပြင်ဘက်မှာအဖွဲ့ဝင်တယောက်ကိုဖမ်းလိုက်ပါတယ်။နောက်မှာ Karen ပြန်ပေါ်လာတဲ့အခါသူမကအဲ့ဒီလူကိုတခြားနေရာတစ်ခုမှာဖမ်းထားပြီးအခုကစပြီး Fisk ရဲ့အဖွဲ့အကြောင်းအမှန်တရားကိုပြန်လှန်ဖို့အချိန်ရောက်ပြီလို့ Matt ကိုပြောလိုက်ပါတယ်။သူတို့ဖမ်းထားတဲ့ Ellen Saunders ဆိုတဲ့အဖွဲ့ဝင်ကပါဝယ်ရဲ့လုပ်ရက်တွေကိုမကြိုက်ဘူးလို့ဝန်ခံပြီးကူညီချင်တယ်လို့ပြောပါတယ်။ Daredevil ကသူ့နှလုံးခုန်တန်းနားထောင်ပြီးအမှန်ပြောနေတာကိုသိလိုက်ပါတယ်။ Saunders ကစိတ်ကန်းဝင်ခွင့်ကတ်ကိုပေးလိုက်ပြီး Matt နဲ့ Karen ကအဲ့ဒီအချက်လက်ကိုအသုံးချက Fisk ရဲ့လုပ်ရက်တွေကို Governor Marge McCaffrey စီဖော်ထုတ်လိုက်ပါတယ်။ Frank Castle ပုံနေတဲ့နေရာမှာ Matt နဲ့ Karen ဟာ Fisk ကိုဘယ်လိုဖြုတ်ချမလဲဆိုတာဆွေးနွေးကြပါတယ်
Karen ကအကြမ်းဖက်နည်းကိုလူချင်ပြီးမဲ့ Matt ကတော့အမှန်တရားနဲ့ဖြုံးချခြင်းနေပါတယ်တစ်ဖက်မှာ Kirsten က Jack Dukin ကိုတရားရုံးမှာကာကွယ်ပေးဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့ Fist ထိန်းချုပ်ထားတဲ့တရားရုံးမှာအဖြေကကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်နေပါတယ်နောက်ဆုံးမှာ Dukin ကိုအပြစ်ရှိကြောင်းဆုံးဖြတ်လိုက်ပြီး Fist နဲ့သူ့လူတွေပျော်ရွှင်နေကြပါတယ် Fist အတွက်ပြဿနာတွေပိုများလာပါတယ်။ Governor က Fist ကိုစုံစမ်းဖို့စတင်နေပြီး Buck က Daniel ကို Fist ကိုစန့်ကျင်နေတဲ့လျှို့ဝှက်လူကိုရှာခိုင်းလိုက်ပါတယ်။တစ်ဖက်မှာ Vanessa ဟာ Heather Glenn ကို Buck နဲ့အတူထိုင်ခိုင်းပြီး Fist ကိုဘယင်လိုတတ်မှတ်က Buck ကိုတော့သူ့အတွက်တိုက်ပေးတဲ့စစ်တီတော်လို့ပြောလိုက်ပါတယ်။စိတ်ကမ်းမှာတော့ Powell ကအလုပ်သမားတွေကိုအတင်းအကျပ်လက်နက်တွေတည်ခိုင်းနေပါတယ်။ Kirsten ကတော့တရားရုံးကပြန်လာပြီးနောက် Daredevil နဲ့တွေ့ဆုံပါတယ်။ Matt က Red Hook ထဲဝင်ဖို့အကူအညီတောင်းပြီး Kirsten ကသူသိသမျှအချက်လက်တွေပေးလိုက်ပါတယ်။ Saunders ပေးထားတဲ့ဝင်ဝင်ကတ်ကိုအသုံးပြုပြီး Daredevil ဟာ Red Hook ထဲဝင်ရောက်နိုင်ခဲ့ပါတယ်။ Karen ကတော့အပြင်ဘက်မှာကားထဲကနေစောင့်နေပါတယ်။အတွင်းမှာ Daredevil ဟာအဆောင်တွေကိုတယောက်ချင်းဖြုတ်ပြီးအကျဉ်းသားတွေဖမ်းထားတဲ့နေရာကိုရှာတွေ့လိုက်ပါတယ်။ Jack Dukin အပါအဝင်လူအများကြီးကို Fist ရဲ့အဖွဲ့ကဖမ်းထားတာပါ။ Daredevil ဟာသူတို့ကိုလွှတ်ပေးလိုက်ပြီးအဆောင်တွေရောက်လာတဲ့အချိန် Jack နဲ့အတူတိုက်ခိုက်ကြပါတယ်။ Karen ကအပြင်မှာ Angela ကိုတွေ့ပြီး Angela ကအဖြူရောင်ကြားဆွဲကြိုးကိုဝတ်ထားပါတယ်။ Karen နဲ့ Angela ဟာအဖွဲ့ရဲ့ကားကိုခိုးယူပြီးလွတ်လာတဲ့လူတွေကိုခေါ်ထုတ်ပေးလိုက်ပါတယ်။ Angela ကသူ့အတော်နဲ့ပြန်တွေ့နိုင်ခဲ့ပြီး Jack ကကားမောင်းကထွက်ပြေးသွားပါတယ်။ Powell ကလိုက်ဖို့ကြိုးစားပေမဲ့ကားဘီးကြီးဖြတ်ထားခံရတာသိလိုက်ရပါတယ်။အဲ့ဒီချိန် Fist ကစိတ်ကန်းတင်းဘောကိုပောက်ကွဲစီဖို့အမိန့်ပေးလိုက်ပြီးတင်းဘောဟာရေထဲနစ်သွားကအထဲကလူတွေပါတိဆုံးသွားပါတယ်။နောက်ပိုင်းမှာတော့ဘိုးဆိုင်ရဲ့ဖွာကိုပြန်ပြတာပါတယ်။တီဟာအိမ်ကြီးချင်းကိုနှုတ်ဆက်ပြီးလမ်းပေါ်မှာပုံမှန်လူတစ်ယောက်လိုလှုပ်ရှားနေပါတယ်။စားတော့ဆိုင်တစ်ခုမှာ milkshake တောက်ရင်အေးဆေးဆေးထိုင်နေတာကြောင့်သူပြောင်းလဲသွားပြီလို့တောင်ထင်ရပါတယ်။ဒါပေမဲ့အဲ့ဒီအရာကခဏပဲဖြစ်ပါတယ်။ဘိုးဆိုင်ကအရေးပေါ်ဖုန်းခေါ်ပြီး Frank Casey ကစားတော့ဆိုင်ကိုတိုက်ခိုက်တော့မယ်လို့လိန်ပြောလိုက်ပါတယ်။ Fist ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ရောက်လာတဲ့အချိန်ဘိုးဆိုင်ကစားတော့ဆိုင်တစ်ခုလုံးကိုတတ်ကွင်းဖြစ်အောင်ပြောင်းပစ်လိုက်ပါတယ်။သူဟာပတ်ဝန်းကျင်ကပစ္စည်းအားလုံးကိုအသုံးချပြီးအဖွဲ့သားတွေကိုတိတိကျကျတတ်ဖြစ်နေပါတယ်။ဒါပေမဲ့အပြစ်မရှိတဲ့လူတွေကိုတော့မထိခိုက်စေပါဘူး။ဒီအဖြစ်အပျက်ကြောင့်မြို့တစ်ခုလုံးလှုပ်ခတ်သွားပါတယ်။ Matt နဲ့ Karen ကဘိုးဆိုင်လှုပ်တာဆိုတာချက်ချင်းသိလိုက်ကြပါတယ်။သူတို့နှစ်ယောက်ဟာ Fist ရဲ့အဖွဲ့ကြောင့်ဒုက္ခရောက်နေတဲ့လူတွေရဲ့တပ်တွေကိုစုဆောင်းနေကြပါတယ်။အဲ့ဒီချိန်မှာ Matt နဲ့ Karen ကတယောက်ကိုတယောက်ချေချောင်းပွန့်ပွန့်လင်းလင်းပြောကြပါတယ်။ဒါပေမဲ့ Matt ကဘိုးဆိုင်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ Karen ကတော့ Foggy ကိုတတ်ခဲ့တဲ့ဘိုးဆိုင်ကိုလုံးဝမယုံနိုင်ပါဘူး။ Matt ကဘိုးဆိုင်ကိုသူ့တိုက်ခန်းမှာရှာတွေ့ပြီးနှစ်ယောက်ရင်ဆိုင်ကြပါတယ်။ဘိုးဆိုင်ကသူ့အိမ်ကြီးချင်းအဖွားကိုဓာစားကန်လုပ်ပြီးကောင်းတဲ့အလုပ်တစ်ခုတော့လုပ်ချင်တယ်လို့ပြောလာပါတယ်။ဒါပေမဲ့သူအန်တီရဲ့ရှိနေစေဆိုတာသိတာနေပါတယ်။တစ်ဖက်မှာ Fist က Red Hook ထဲကအကျဉ်းသားတွေလွတ်သွားတာနဲ့တင်းပေါ်ပြတ်သွားတာကြောင့်ပြဿနာအကြီးကြီးရင်ဆိုင်နေရပါတယ်။ Mr. Charles ကလည်းသူလိုချင်တဲ့လက်နက်တွေဆုံးရှုံးသွားလို့ Fist နဲ့တင်းမာလာပါတယ်။ဒါပေမဲ့ Fist ကတော့လူမြင်ကွင်းမှာအားကစားပွဲတစ်ခုတက်ပြီးသူ့အာဏာကိုဆက်ပြနေပါတယ်။ Vanessa လည်းသူနဲ့အတူရှိနေပါတယ်။ပွဲအတွင်းမှာ Fist ကပြိုင်ဘက်ကိုလွယ်လွယ်နဲ့အနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန် Bullseye ရောက်လာပြီး Fist ရဲ့လူတွေကိုစတင်တပ်ပါတော့တယ်။အခြေအနေကချက်ချင်းပဲရှုပ်ထွေးသွားပြီး Daredevil ကလူတွေမသိစေဖို့ဝင်တားရပါတယ်။ Bullseye ကဆက်တိုက်ခိုက်နေချိန် Vanessa ကတနက်နဲ့ပစ်လိုက်ပြီး Bullseye ကိုထိသွားပါတယ်။ဒါပေမဲ့ Bullseye ကလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီချိန် Fist က Vanessa ကိုကြည့်လိုက်တဲ့အခါသူမလေဘေးမှာမှန်စားတစ်ခုစိုက်ဝင်နေပြီးအခြေအနေအရန်ဆိုးနေပါတယ်။ Vanessa ကိုဆေးရုံပို့လိုက်ပြီး Fist ကသူမဘေးမှာမလွတ်မရှားထိုင်နေပါတယ်။ Powell က Daredevil နဲ့ Bullseye နှစ်ယောက်လုံးမဖမ်းမိသေးဘူးလို့ပြောလာတဲ့အခါ Fist ကသူတို့ကိုအသက်ရှင်လျက်ဖမ်းလာဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာ Matt က Bullseye ကိုဖမ်းထားပြီးမီးအောက်ခန်းတစ်ခုထဲပုံခိုင်းထားပါတယ်။နှစ်ယောက်စကားပြောရင် Foggy အကြောင်းတွေပြန်သတိရလာကြပါတယ်။ Vanessa ကတော့ခဏတာတည်ငြိမ်သွားပေမဲ့နောက်ဆုံးမှာအခြေအနေပိုဆိုးလာပြီး Fist ရဲ့မျက်စိရှိမှပဲတည်ဆုံးသွားပါတယ်။ Fist ကစိတ်ပြက်လက်ပြက်နဲ့ဆီယာဝန်တစ်ယောက်ကိုဒေါသထွက်ပြီးကြော်ယူချိုးတပ်ပစ်လိုက်ပါတယ်။ပတ်ကအရာအလုံးကိုဖုံးကွယ်ပြီးနေချိန် Fist က Vanessa ရဲ့အတူပါအတွက်ပြင်ဆင်နေပါတယ်။ Matt နဲ့ Karen ကတော့ Bullseye ကိုစုံကြည့်နေကြပြီးမြို့ထဲမှာ Fist ကိုစန့်ကျင်တဲ့လူတွေပိုများလာပါတယ်။ Jessica Jones လည်းပြန်ပေါ်လာပြီးသူမအိမ်ထဲဝင်လာတဲ့လက်နက်ကင်လူတွေကိုအကြမ်းဖက်ဖြုတ်ပစ်လိုက်ပါတယ်။ Karen က Red Hook ထဲကတပ်တီတွေမကြခင်ထုတ်ပြန်တော့မယ်လို့ပြောပါတယ်။ဒါပေမဲ့ Bullseye ပြဿနာကအခုထိမပြီးသေးပါဘူး။ Karen ကလက်စားချီချင်းပေမဲ့ Matt ကတော့တရားမျှတမှုနဲ့ပဲအနိုင်ယူချင်နေပါတယ်။တစ်ဖက်မှာ BB က Fist ရဲ့အဖွဲ့ကိုဆက်ဆုံစမ်းနေပြီး Daniel ကသူမကိုတန်တရားဝင်လာပါတယ်။ပတ်က Daniel ကို BB ရဲ့တစ္ဆာရှိမှုကိုစမ်းဖို့လိန်သတင်းတစ်ခုပြီးခိုက်လိုက်ပါတယ်။ Daniel က Fist ကနောက်ထပ်ရွေးကောက်ပွဲမဝင်တော့ဘူးလို့ပြောလိုက်ပေမဲ့ BB ကအဲ့ဒီသတင်းကိုမထုတ်ပါဘူး။ဒါပေမဲ့နောက်ပိုင်း Daniel ကသူမပစ္စည်းတွေကိုရှာပြီးအမှန်တရားတွေဖော်ထုတ်နေတာကိုသိသွားပါတယ်။တစ်ဖက်မှာ Jessica Jones က Matt နဲ့ပြန်တွေ့ပြီး Fist ရဲ့လူလိုက်ဖမ်းရေးအဖွဲ့နောက်မှာ Mr. Charles နဲ့အစိုးရပိုင်းပါဝင်နေကြောင်းပြောလိုက်ပါတယ်။ Matt နဲ့ Jessica ကလက်နက်တိုးလောင်ရုံတစ်ခုကိုဝင်တိုက်ပြီးမီးရှို့ပစ်လိုက်ကြပါတယ်။ Heather Glenn ကတော့စိတ်ပိုင်းဆိုင်ရာပူဆူးလာပြီး Muse ကိုဆက်မြင်နေပါတယ်။ Buck ကသူမရဲ့အားနည်းချက်ကိုအသုံးချပြီးပိုပြီးစိတ်ပြက်စေပါတယ်။ Karen ကဘူးဆိုင်ကိုတတ်ဖို့တနက်ချိန်လိုက်ပေမဲ့ Matt ကဝင်တားလိုက်ပါတယ်။အဲ့ဒီညမှာမြို့တော်ခမ်းမရှိဆန္ဒပြပွဲတွေစတင်ဖြစ်ပွားလာပြီးမြို့တစ်ခုလုံးမတည်ငြိမ်တော့ပါဘူး။ Mr. Charles က Governor နဲ့တွေ့ပြီး Fist ကိုဆက်မထောက်ခံတော့ဖို့ပြောလာပါတယ်။တစ်ချိန်တည်းမှာ Fist ရဲ့အဖွဲ့ဖမ်းထားတဲ့လူတွေရဲ့တက်သေးဗီဒီယိုတွေကိုအဆောက်အဦတွေမှာပြသလိုက်တဲ့အတွက်လူထုဒေါသပိုကြီးလာပါတယ်။ Matt က Fist ကိုရင်ဆိုင်ပြီးသူတို့နှစ်ယောက်ရဲ့စစ်ပွဲကအားလုံးကိုပျက်စီးစေနေပြီလို့ပြောလိုက်ပါတယ်
နောက်ဆုံးမှာ Fisk နဲ့ Matt တိုက်ခိုက်ကြပြီး Fisk က Vanessa ရဲ့ပကြီးကားတွေကိုဒေါသနဲ့ဖျက်ဆီးပစ်လိုက်ပါတယ်။ Matt ကတော့ရက်ရက်ဆက်ဆက်တိုက်ခိုက်ပြီးနောက်ဆုံး Fisk ကိုအသာစီးရသွားပါတယ်။တစ်ဖက်မှာ Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ကဆန္ဒပြသူတွေကိုအကြမ်းဖက်နှိမ်နင်းနေပြီး Javi ဒဏ်ရာရသွားပါတယ်။ Karen က Javi ကိုကူညီဖို့သွားတဲ့အချိန် Powell နဲ့ပြန်ရင်ဆိုင်ရပါတယ်။နောက်ပိုင်း Karen ကိုဖမ်းသွားပြီး Fisk ကိုယ်တိုင်အကျဉ်းခန်းထဲလာတွေ့ပါတယ်။ Fisk ကသူ့လောက်တော့အားလုံးမျိုးအတွက်လို့ပြောပေမဲ့ Karen ကတော့ Fisk ရဲ့လုပ်ရက်တွေအားလုံးဟာကြောက်စိတ်ကြောင့်လို့ပြန်ပြောလိုက်ပါတယ်။ Fisk က Karen လေဘင်းကိုကင်ညှစ်ပေမဲ့ Karen ကလုံးဝမကြောက်ပါဘူး။တစ်ဖက်မှာ Jessica Jones က Mr. Charles နဲ့တွေ့ပြီး Luke Cage အကြောင်းသိလာပါတယ်။ Jerry က Matt စီရောက်လာပြီး Karen ကို vigilante အဖြစ်တရားစွဲထားကြောင်းပြောပါတယ်။ Matt ကအတင်းကယ်ထုတ်ရင် Fisk ရဲ့ဇက်လန်းကိုပိုအားပေးသလိုဖြစ်မယ်လို့ပြောပါတယ်။ Matt ကဘူးဆိုင်ကိုအကူအညီတောင်းပြီး Karen ကိုတရားရုံးမှာကာကွယ်ဖို့ပြင်ဆင်ပါတော့တယ်။ Karen ရဲ့တရားရုံးစတင်ချိန်မှာ Fisk ကအနီးကပ်စောင့်ကြည့်နေပါတယ်။အစိုးရဘက်က Karen ကို Daredevil နဲ့ပူးပေါင်းတဲ့ရာဇဝတ်သားအဖြစ်ပုံဖော်နေပါတယ်။ Governor ကတော့ Fisk ဟာပိုပြီးအန်ဒီယေရှိလာလို့သဘောပေါက်ပြီးသူ့ကိုရက်တန့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တရားရုံးပြီးတဲ့အချိန် Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ကမထွက်သွားပဲရုတ်တရက်ပြစ်မှုတွေစတင်ဖြစ်ပွားလာပါတယ်။အဲ့ဒီညမှာ Governor ကိုမျက်နှာဖုံးတက်လူတွေဝင်တိုက်ခိုက်ပြီးမဲ့ဘူးဆိုင်ကအချိန်ကြီးရောက်လာပြီးသူမအသက်ကိုကယ်တင်လိုက်ပါတယ်။တစ်ဖက်မှာ Buck က Daniel ကိုတန်တရားဝင်ပြီးနောက်ဆုံးမှာရက်ရက်ဆက်ဆက်ရိုက်နှက်ပါတယ်။ Karen ကိုထောင်ထဲမှာစိတ်ပိုင်းဆိုင်ရာစစ်ဆေးနေခြင်း Kristen ကသူမအတိတ်ကိုပြန်ဖော်ထုတ်ကစိတ်ဖိအားပေးပါတယ်။ဒါပေမဲ့ Karen ကပြန်လက်တိုက်ခိုက်လိုက်ပါတယ်။နောက်ဆုံးမှာ Buck က Daniel ကိုပြစ်တက်လိုက်ပြီး Fisk ရဲ့အဖွဲ့အတွင်းအာဏာပြိုင်မှုပူဆိုးလာပါတယ်။ Matt နဲ့ Karen ကတော့ EECC အချိန်ဖြုံးပြီးအနာဂတ်ကိုစိတ်ကူးရင်နေကြပါတယ်။ဒါပေမဲ့ Karen ကအခုထိတရားရုံးထဲမှာရင်ဆိုင်နေရဆဲပါ။ Jessica Jones က Matt တန်ရာကိုကုသပေးနေချိန်သူတို့နှစ်ယောက်က Fisk ကိုဖြုတ်ချဖို့ Matt တယောက်တည်းမလုံလောက်တော့ဘူးဆိုတာသဘောပေါက်လာပါတယ်။ Heather Glenn ကတရားရုံးမှာ Karen ကိုစိတ်မတည်ငြိမ်တဲ့လူအဖြစ်ထွက်ဆိုပေမဲ့ Matt ကသူမကိုပြန်မေးခွန်းထုတ်ပြီး Karen ကိုထောင်ထဲမှာကိုထိလက်ရောက်ပြုမှုခဲ့တာဖော်ထုတ်လိုက်ပါတယ်။နောက်ဆုံးမှာ Matt က Wilson Fisk ကိုတရားရုံးထဲခေါ်ထုတ်ပြီးသူ့ရဲ့လက်နက်မှောင်ခိုလုပ်ငန်းကိုဖော်ထုတ်လိုက်ပါတယ်။ပြီးတော့ Matt ကလူတိုင်းရှိမှာငါက Daredevil ပဲလို့ထုတ်ဖော်ကြေညာလိုက်ပါတယ်။ Matt ရဲ့ဖော်ထုတ်မှုကြောင့်တရားစွဲမှုတစ်ခုလုံးပြိုကွဲသွားပြီး Karen လွတ်မြောက်သွားပါတယ်။ Governor ကလည်း Fisk ကိုအဂတိလိုက်စားမှုနဲ့တရားစွဲပြီးသူ့ပိုင်ဆိုင်မှုတွေကိုပိတ်သိမ်းလိုက်ပါတယ်။ဒါပေမဲ့ Fisk ကအာဏာမစွန့်ပါဘူး။အဲ့ဒီအချိန်မှာ Fisk ကိုပြစ်ဖို့ကြိုးစားမှုတစ်ခုဖြစ်လာပြီး Fisk ကအဲ့ဒီအခြေအနေကိုအသုံးချကမြို့တစ်ခုလုံးကို vigilante တွေတိုက်ခိုက်နေတယ်လို့တိုက်ရိုက်ထုတ်လွှင့်လိုက်ပါတယ်။မြို့တစ်ခုလုံးအဒီကရုံဖြစ်သွားပြီး Matt, Jessica နဲ့ Karen တို့ပြန်စုစည်းကြပါတယ်။ Fisk က Matt နဲ့ Karen ကိုတတ်ဖို့အမိန့်ပေးလိုက်ပြီး Matt က Daredevil ဝတ်စုံကိုပြန်ဝတ်ကနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ပါတော့တယ်။ Jessica Jones ကလည်းသူနဲ့အတူတိုက်ခိုက်နေပါတယ်။အပြင်ဘက်မှာတော့ရဲတချို့က Fisk ရဲ့လူလိုက်ဖမ်းရေးအဖွဲ့ကိုစန့်ကျင်လာကြတယ်။ Angela နဲ့တခြားသူတွေက Powell ရဲ့အမှန်တရားကိုလူထုရှိဖော်ထုတ်လိုက်ကြပါတယ်။တရားရုံးအတွင်းမှာစန္ဒပြသူနဲ့ Fisk ရဲ့အဖွဲ့တိုက်ခိုက်နေချိန် Karen, Jessica နဲ့ Matt တို့အသက်ရှင်ဖို့ရုန်းကန်နေကြပါတယ်။ Fisk ကလူထုကိုကိုယ်တိုင်တိုက်ခိုက်ပြီးအာဏာကိုပြန်ထိန်းချင်နေပါတယ်။နောက်ဆုံးမှာ Matt နဲ့ Fisk တိုက်ခိုက်ကြပြီး Matt က Fisk ကိုတတ်မဲ့အစားဒီအကြမ်းဖက်မှုတွေဆက်လုပ်ရင် Vanessa ရဲ့အမှုအနှစ်ပါပျက်စီးသွားမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံး Fisk ကလက်လျှော်ပြီးအဖမ်းခံလိုက်ပါတယ်။မနက်ရောက်တဲ့အချိန် Matt နဲ့ Karen ကအနာဂတ်ကိုမတိချပေမဲ့မျှော်လင့်ချက်နဲ့ထိုင်နေကြပါတယ်။ဒါပေမဲ့ Matt ကရဲကားတံတွေကြားလိုက်ရပါတယ်။နောက်ဆုံးမှာသူကကိုယ်တိုင်ဒူးထောက်ပြီးအဖမ်းခံလိုက်ပါတယ်။နောက်ပိုင်း Jessica Jones ကသူ့မိသားစုစီပြန်သွားပါတယ်။ BB ကတော့သတင်းတောက်အလုပ်ဆက်လုပ်နေပါတယ်။ Bullseye ကလည်းတခြားနေရာတစ်ခုမှာပြန်ပေါ်လာပြီးအခုထိအသက်ရှင်နေသေးပါ။ Heather Glenn ကတော့မျိုးစေ့မျက်နှာဖုံးကိုဝတ်ထားတာပြသလိုက်ပြီးသူမှပြောင်းလဲသွားပြီဆိုတာသိတာလာပါတယ်။ Fisk ကအာဏာမရှိတော့ပဲတယောက်ထဲကျန်နေပြီး Matt ကတော့ထောင်ထဲမှာနောက်ဘာဖြစ်မလဲဆိုတာစောင့်နေပါတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် movie recap နဲ့ series recap တွေမလွတ်ချင် Blue Channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ကြမယ်